ကဲရပြီပါပြီစတဲ့3ဆောင်တို့ရပါပြီဒီမှာပါမူဒီအာဘူးချာဘူးလေးဖြစ်တော့ပါပြီငရုတ်တိကတော့ဟန်ဒီတို့ကလေရှော့လိုက်တယ်ရှင်ငရုတ်တိကဟန်ဒီကအများကြီးထည့်ပေးထားတယ်နော်ဟန်ဒီကတဝက်ပဲသုံးပါတယ်ဆိုင်ရကလေးတွေကငရုတ်တိမစားနိုင်လို့ပါဒီမှာပါရှင်မူဒီစတဲ့3ဆောင်တို့ရပါပြီအာဘူးချာဘူးလေးဖြစ်တော့ပါပြီရှင်ဒါလေးကကြလို့ရှင်ရခိုင်မူဒီလေးပါဟေးဟိုလေသူကလေနည်းနည်းလေးကြာကြာလေးရှက်ပေးပါနော်ငါရှင်ခါဒီတို့ကငါးဖာကြလို့ရှင်အချောက်လေးဖြစ်အချောက်လောက်တာဖြစ်တဲ့ကိုလေငါးဖားလေးကိုလေနည်းနည်းကြေသွားအောင်လို့ပေါ့နော်နည်းနည်းကြာကြာလေးချက်ပေးပါရေကကြလို့ရှိရင်ဟန်ဒီကဘယ်လောက်သုံးထားလဲဆိုလို့ရှိရင်ရေကဟန်ဒီက2လီတာသုံးထားတယ်ရေက2လီတာကိုဒီမှာငါးဖားလည်းအများကြီးပဲရေက2လီတာငါးဖားလည်းအများကြီးပဲမုတ်ဖားတော့သူကလေတပိုက်တောင်ကျော်လောက်ရတယ်နော်မုတ်ဖားတပိုက်တောင်ကျော်လောက်ရတယ်ဟန်ဒီကစီပါထိပ်ပဲထားတယ်ဒီမှာလုံးဝစီချက်ပြီးတော့စားရှင်တဲ့ကလေးဆိုလို့ရှိရင်လည်းဒါလုံးဝအဆင်ပြေပါတယ်နော်ဒီမှာပါရှစ်ဒါကြလို့ရှိရင်ဟန်ဒီတို့ရခိုင်မူဒီပူပူလေးပါအာဘူးရှာဘူးပါတော့ရခိုင်မူဒီပူပူလေးအာဘူးရှာဘူးရပါပြီဒီမှာပါရှစ်ဒါလေးကရေ2လီရေ2လီတာထိထားတာတော့မှဒီမှာမူဒီရဲ့ငါးဖတ်တယ်ဒီမှာမူဒီဟင်းရဲ့အတွက်မူဒီဟင်းရဲ့ငါးဖတ်တယ်ဒီမှာကြည့်ကြအောင်ဒီမှာတစ်ချက်လောက်အများကြီးပဲငါးဖတ်တယ်အများကြီးပဲနော်မောင်လေးအထုပ်ပြပါငါ့တထုပ်ကိုသူက1000ခွဲရောင်းပါတယ်အထုပ်100ထက်တစ်စေးရှိပါတယ်နော်အထုပ်90ထက်အထုပ်100ထက်ရှိပါတယ်သူကဒီလိုမျိုးပါဒီလိုမျိုးတစ်ထုပ်ပါတော့ဒီလိုတစ်ထုပ်မျိုးကိုသူကကြလို့ရှိရင်တစ်ထုပ်ကို1000ခွေပါနော်အထုပ်90ထက်90အထက်အထုပ်100ထက်ရှိပါတယ်နော်ကဲစတဲ့3ဆောင်လုံးရပါပြီရှင်